မပြေဆုံးတဲ့ဘဝတွေဆိုတော့ရနာဖို့လည်းမတွေးရဲခင်ဘူးပင်မလဲလောက်ရတယ်မပင်မလဲလောက်ရတယ်ပျော်လဲရုန်းကန်ရတယ်မပျော်လဲရုန်းကန်ရတယ်စိတ်ပါတဲ့အချိန်မောတယ်လို့မထင်ရပေမဲ့စိတ်ပင်ပန်းတဲ့အချိန်မှာတော့အလောက်ကလည်းနှစ်ဆပိုပြီးမောရပါတယ်ဒီကြားထဲမှာပတ်ဝန်းကျင်နဲ့ဆက်ဆံရေးပြေလည်မှုမရတာတွေဘဝရဲ့ဖိအားတွေငယ်ဘဝကမပြောက်ဘဲပါလာခဲ့တဲ့စိတ်ဒဏ်ရာတွေပေါင်းဖော်တွေကြားထဲမှာအဖက်မလောက်တာခံရတာတွေမျက်နှာငယ်ခဲ့ရတာတွေအဖို့ခွဲအထီးကျန်မှုတွေယုံကြည်ရသူတွေရဲ့တစ္ဆာပေါက်ခံရတာတွေကျေးဇူးတရားကိုနှင်းရှည်ခံရတာတွေစေတနာကိုစော်ကားခံရတာတွေကြောင့်အစကတည်းကမပြည့်စုံလို့ခက်ခဲနေရတဲ့ဘဝထဲမှာတန်ရာပေါ်အနာထက်ဆင်ပြီးနာကျင်ရပြန်ပါတယ်အစင်မပြေမှုတွေကိုမျိုးသိပ်ထားရတာများလာတော့တယောက်တည်းနေရတာကိုပဲကြည်နဲ့ရောက်ရင်းတက်လာတယ်ညစ်နဲ့တကောင်းရံထဲမှာလာကပဲအချိန်သားမယ်ဆိုတာမသိရပေမဲ့အမောင်ထဲမှာတော့ရှည်လှမ်းတွေကရှေ့ဆက်ရှောက်နေကြတော့ပါ